မထိုင်ရမှန်းတော့ဘာလဲဟိုမေးတောင်းရတယ်ဒီထိုင်နာဖို့ဒီဖုန်းမတည်ဘူးခဏနေမုန်းနေလေရှာယူကဲအဲ့လိုတော့ဒီနေ့မှာကျမတို့က after work ကိုစပက်တော့အပါဇူအိမ်ကလည်းမေးပါလို့ကွာပါဇူစပက်တော့ဖြစ်ပါတယ်ဒီပါဇူမှာဆိုရှင်ဒီမှာဘာမှစောက်တယ်ဟဲ့ဒီရှိတယ်မမစောက်ဘူးကဒါကျမလည်းဒီပါဇူဆိုတာရန်နဲ့ကြာလာပြီနော်ရန်နဲ့ကြာလာပြီဆိုတော့ကျမဒီနေ့ပါဇူစပက်တော့ဖြစ်ပါတယ်အောက်လိုက်ကြည့်ခဲ့နော်ဒီမှာညူးလို့ကြာလာတဲ့ဟာဆိုတာအိမ်မဟုတ်ပါဘူးထင်ရပုံဆိုလို့ရှိရင်တော့ဒီထဲမှာပြတာယူပြီးအထက်ထက်နေကြတယ်အဲ့အိမ်လေးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီထဲမှာအိမ်မဟုတ်တဲ့ဟာလေးလည်းရှိရဘူးအိမ်ဟုတ်တဲ့ဟာလေးလည်းရှိတယ်ဒီမှာကြောင်းလည်းရှိရပါတော့ကြောင်းလည်းရှိကျမတို့ကြောင်းအောင်ရဲတွင်ပတ်တယ်ရှာရတာအခုဆိုဒါတော့ကျမတို့အိမ်လို့တော့မထင်လေဒါပေမဲ့ကျမအိမ်ထင်တယ်အဲကျမဝင်သွားလိုက်ပါမယ်ကျမထင်တဲ့အတိုင်းမှာပဲအိမ်ဖြစ်နေပါတယ်ဟုတ်ပါဒါပေမဲ့သူကဘာမှအောင်စောက်ရမလို့ကျူတင်ပါပြီးသားဖြစ်တဲ့ကြောင့်မလို့အဝေးစားလေးကျူတင်ပါပြီးသားဖြစ်တဲ့ကြောင့်မလို့အစီဟိုအနားယူလို့ရတယ်အဲဒါကြောင့်မလို့ဒီဂိမ်းပါစုကပေါ်တော့လူစော့များတာဖြစ်ပါတယ်အမေရဲ့အဓိကထူးခြားချက်ကအဲ့ဒီမှာရေတံခွန်လေးလည်းပါနေတာဖြစ်ပါတယ်ရေတံခွန်လေးလည်းပါနေတာဆိုတော့ဒီမှာလိုတာတော့ကြိုက်တာတော့အကုန်ရှိရပါတော့ဒါပေမဲ့ရေကတက်တာမှာတော့ပြောလို့တော့မရဘူးဘာဆိုဘာမှမရှိဘူးရေကတက်တာထဲမှာတော့စားတာတောက်တာကိုယ်ကလောပြင်တွေ့ရပါတော့ဒါကတော့နှစ်လောက်ကရောက်ပါပြီဒီမှာယူကူးကန်လေးရလေးရှိပါတယ်ဒါအခုဆိုတော့3လောက်သွားပါနေပါပဲအခုကျမအနာနေနဲ့မုံနေတဲ့ကြောင့်မလို့နော်ကျမအတောင်ကိုတိခံပေးဖို့ကျမမြေတားရက်ခံအပ်ပါတယ်ငါရတဲ့တတိယအခန်းမှာဒါပေမဲ့ဒီထဲမှာသူအိုးဆိုင်မပါတော့ဟုတ်ပါရဲ့မီးလေးဖွင့်ရင်မီးလာမသိဟုတ်ကျမအခုကနေတွေ့တာတော့နှစ်ကလေးမှတွေ့ပါတယ်တိအောက်ထပ်မှာဟိုပါဘောနော်အခုဆိုရင်တော့လူရှာတော့မှဖြစ်ပါတယ်အဲမဝလူဆွဲဆွဲဒီအခုဆိုရင်တော့ဖြေလူကိုပြင်ပေးတော့မှဖြစ်ပါတယ်လူကတော့23ယောက်လောက်ပြင်လို့ရတယ်ဆိုတော့ကျမမပြင်လို့ဘေးနားရွှေ့တဲ့ဟာလေးရှိတာမသိဘူးမရှိဘူးထင်တယ်ဟုတ်တယ်ရွှေ့ဖို့တော့ကိုသူကဘောနော်စိန်နေလားပတ်စံနေလားမပြောတော့ကွင်းလို့တော့ပြောလို့ရတယ်အဲ့လိုမျိုးကွိုင်းနေနဲ့ပြီးရတယ်ကျမမှာတော့ကွိုင်း0ပဲရှိတယ်ဟုတ်ပါတယ်ကျမမှာကွိုင်း0ပဲရှိပါတယ်အဝိစားတော့စတင်ပါပြီးသားဖြစ်ပါတယ်စတင်ပါပြီးပါဆိုတော့ဘာမှလုံးစရာမလိုပါဘူးဒီကြားပြထားတဲ့ဟာကြီးကြောက်ဘာလို့မရှိရဒီမှာဆိုသူက3ယောက်တောင်မှပြင်လို့ရပါတယ်ပထမအောင်ဆုံးသူကြီးကတော့မြသွင်းညင်ယူကြီးပေါ့နော်မသွင်းညင်တော့ကျမတို့ကလည်းသူ့ကိုချစ်ဖို့ကောင်းပြင်ပေးရမှာဖြစ်ပါတယ်ကျမတော့ချစ်ဖို့ကောင်းတိတ်တော့မပြင်ပေးတော့ဘူးဆိုပေမဲ့ကျမကအပြင်မှာတကယ်ဟိုဘယ်လိုပြောမလဲညတိဟုတ်ပါဘူးဒီဘုံမိတ်ကဆရာမကြီးဖြစ်တဲ့တောင်မို့ကျမကလည်းနေရောလုပ်ပြရပါတယ်ဒီအောင်ချေလို့ရတဲ့ဟာလေးကိုဆက်နေတာဆရာကျမတည်တယ်လို့ချစ်ဖို့ကောင်းတယ်ကွာတော့အဲ့ဒါလေးကိုကျမလုံးအသေးရတယ်ဒီမှာမျိုးလုံးဆိုတော့မဲအောင်မကြက်တယ်ကျန်နေရမယ်ပုံလုံးနေရှင်းပဲပြောရင်ဒီမှာမဲအောင်မကြက်ဘူးဒီအားဆိုလို့ရှိရင်မြက်ကနံပေါ်ကြီးအဲ့လိုမကြက်ဘူးရှင်းပဲပြောရင်ကျမဒီမျိုးလေးကိုကြိုက်ပါတယ်ကဲကျမမျိုးလုံးကတော့တိတ်မလောက်ဘူးဆိုပေမဲ့ကျမချက်တည်းချက်ပါကျမဒါလေးယူလိုက်မယ်အပြာလေးအရန်မလာတယ်ပေါ့နော်အရန်ကိုလာတယ်ဆိုတော့ကျမဒီထဲဝင်ပြီးတော့မြခုံးမွေးကတော့ဒီလောက်ဆိုရင်တော့ရတဲ့ဒီလိုမထင်ဘူးနည်းတော့ဆိုးပေးလိုက်မယ်ကျမစမပေါ်ဆိုရတယ်ဟုတ်ပါတယ်အဲ့လောက်ဆိုပို့ပြီးတော့အဲ့လေအတင်းလေးဖြစ်ပြီးဒီနှခိုင်းရကြတော့နည်းနည်းလေးမမိုင်းမတူရနော်ပြင်ပြလိုက်ပါမယ်အဲ့နှခိုင်းရင်းလေးတွေဆိုလို့ရှိရင်ဒီနဲ့တကယ်မှလိုက်တကယ်အလန်းစားလေးအစားရပြင်ပြီးတာကောင်းစားကျမပြင်ပြီးတော့မပို့တော့စိုးနေပြီလုံးဝအောင်ပါဒီကလားမျက်နှာကိုကြည့်ရမယ်လုံးဝအလန်းစားလေးပုံပေါက်နေတယ်လဲစတိုင်းလေးအခုတူပြလာတဲ့ဟာရောကြောင့်လုံးဝမလာဘူးကျမတို့
ပြင်းတယ်ပေါ့နော်ဘယ်လိုပြောမလဲဟဲ့ဒါလေးလာတယ်အဲ့ဒါဆိုလုံးဝစတိုင်ကြတယ်သူကတော့ဆိုနောက်ကအဲ့ဒါလေးပဲအခုဒီကလေးယူနေကောင်းလားဒါလေးယူနေကောင်းလားအနောက်ကအရှိရဟာလေးနဲ့လိုက်တဲ့ဟာလေးယူနေပေါ့နော်အဲ့မလားဒါလေးကလိုက်မှထင်းနေပေါ့နော်နည်းနည်းအယောင်လေးနည်းနည်းတော့ဆိုးလိုက်မယ်အဲ့လေလာသွားပြီလာသွားစရာလေးနဲ့တိတ်မလိုက်ဘူးဆိုတော့အလီနဲ့ရောအမစိုးတာလေးနဲ့လိုက်တယ်အဲ့တော့အိမ်မနေရတော့အုတ်ထုတ်လို့ဆောင်းတာလုံးဝ heavy ဖြစ်တယ်နော် heavy ဖြစ်တဲ့ကြောင့်မို့ကျမရဒီကလေးပဲပန်ပေးတာမျိုးလုံးအင်းတိတ်မကြဘူးပြန်ကြောင်းထားပါတော့ခဏကမှဘာမှတော့မလွယ်တော့ဘူးဆိုပြီးတော့ကျမအိမ်မှာအဲ့လိုလေးထားရတယ်။ဒါကြောင့်ကျမလွယ်လိုက်ပါမယ်။ပြီးရင်အဝတ်စားလုံးဝမှ fashion ကြည့်ကြဖြစ်နေရမယ်။ဆိုတော့ဒီလိုအယောင်လေးတို့မဟုတ်ကျန်တဲ့ character ပါတဲ့ဟာလေးနဲ့ခဏနေပါ။အိုးလာလိုက်တာကျမဒါလေးဝင်မယ်။ကျေပြလာတဲ့ဟာတွေကတိတ်လာမလာအိုးပြောလို့တော့မရဘူးဟေးလာတယ်မလာတာမဟုတ်လာလို့ပြောဘူးနော်အရန်လာတော့ကျေပြလာတဲ့ဟာပူရောင်းမလာသေးတယ်စကလေးကလာပါပြောလို့ရပါပြောဘူးလေဒီဟာရီယာခေါင်းလေးလာတာဘောနော်လာတယ်ကျဲထဲမှာဟာအရန်လာတယ်ဒီဖက်နဲ့စိုးလို့တော့ပြောရမယ်ရန်လာတယ်နော်ကျမကလာတယ်မလာတော့မှမရှိတော့ရပြီထင်ပါတယ်မျက်လုံးပဲမကြိုက်တာပါအဲ့လေဒါဆိုနည်းနည်းလေးမလောက်ဒီလုံးကပထမမျက်လုံးလေးဆိုရင်ကြည့်ကောင်းအောင်ပဲဒါပေမဲ့သူ့မျက်လုံးကြီးအော်ဒါလေးပူလာကဲကျမဒါလေးကိုခက်လိုက်ပါပြီကဲနောက်တစ်ခုလာပါမယ်နောက်တစ်ခုအိုးသူကကျမအဲ့ဒီကောင်မလေးကအခုမှပြောင်းလာတဲ့သူပေါ့နော်ဒီမျိုးသူတစ်ခါမှမရောက်ဘူးခုမှပြောင်းလာတဲ့သူပေါ့နော်ကဲကျမသဘောပါပြီလာပေါ့နော်ကျမဘာလို့မလုပ်ဘူးဆိုတော့ကျမနည်းနည်းပါတော့အေးတော့တောက်ရမှာပေါ့နော်ကဲကျမလည်းအေးတောက်ချင်စိတ်တော့မရှိဘူးပေါ့နော်အေးရတော့တောက်ရမှာပဲပေါ့နော်ရန်အောင်မှာကောင်းတဲ့အေးလေးကိုကျမအမိုင်ပုံးနဲ့ပြစ်ပါမယ်ကဲခုဆိုရင်တော့ဖြည့်ကျမပါနော်ဘူရန်ရောစားထွက်လာပြီလို့ဖြစ်ပါတယ်ကျမဒီမှာပြင်းလုံးအယုတ်လေးတရုပ်လောက်ကောက်ဝင်မယ်လုပ်ပါတယ်ဒါပေမဲ့အယုတ်ကတော့လုံးဝကောက်လို့မရဒီမှာဝမ်းခွင့်တွေ့လိုက်ဒါလေးလေချစ်စရာလေးတော့ဒီမှာခွင်းနေဖွက်ထားတာနဲ့တူရယ်နော်ဒီဦးလေးထိုင်နေနေဖြစ်လာတယ်တော့ခွင်းနေကိုဖတ်ထားတာခွင်းနေကိုဖတ်ပြီးတော့သူကဟိုကလောက်တာကျမတို့ခွင်းနေလိုက်ရှာမှာပေါ့အဲ့လိုမျိုးခဲအခုဆိုတော့ကျမစကားများနေအရင်အောင်မှကြာပြီဖြစ်တယ်ကျမတွေ့တဲ့အခန်းနဲ့ကောက်ဝင်လိုက်ပါတယ်အခုကျမမှထွက်ပြေးမဲ့ပေါက်ကိုလွတ်ရပါပြီကျမပြင်ထုတ်ဖို့လုပ်တယ်ဒါပေမဲ့အပြင်လုံးဝထွက်လို့မရကျမဒီမှာအစင်နေငဲနေကြရတယ်လို့ပြောလဲကဲကျမအခုသွားနေပါတယ်ကဲသွားနေတယ်ကျမအပေါ်တက်ဖို့လုပ်ပါတယ်ကျမအပေါ်တက်အဲ့ဒီအချိန်မှာကျမရိုးရဲဆိုတော့ပေါ်နေပြီးတော့အောက်ခေါင်းဆင်းလာတယ်ဖြစ်ပါတယ်။ဒါကအပေါ်ရောက်ပြီးတော့လုံးဝမရဘူး
အခုကွာကျမသွားချင်နေနေရတယ်သူသွားချင်နေနေတယ်မတူဘူးကွာအဲ့ကျမနောက်ထပ်နေရာတစ်ခုပြောင်းမယ်ကွာကဲအခုဆိုရင်ကျမနေရာတစ်ခုပြောင်းတော့မယ်ကွာနောက်ထပ်နေရာတစ်နေရာဆိုဒါတော့အထဲတော့ရောက်လာပြီသွားနေလာတော့ကျမမသိပေမဲ့သွားနေပါတယ်အခုဆိုရင်ကျမပေါ့နော်ဘာမှမသိတဲ့နေရာတစ်ခုရောက်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီနေရာမှာကျမလုံးဝမရှိခဲ့လုံးဝဘာမှကျမလည်းမရှိပဲနဲ့ဘာလို့အိမ်နာမှာပဲရှိနေရလဲအဲ့ဒါတကယ်မယုံကြည်စရာနေရပဲနော်အခုဆိုရင်တော့ပြကျမယထာကူအောင်နေပြီးတော့ကျမအိမ်ကိုတောက်ဖို့လုပ်ခဲ့ကျမအပြန်လာမှာဘာလို့ကျမအဖြစ်ထွက်တယ်ဘာလို့ကူရတယ်ဘာကြောက်နေရလဲဒါလည်းမစဉ်းစားလို့မရရဲ့ထားပါတော့ဒီစိတ်ကကျမဖြောက်လိုက်တယ်အဲ့ဒီအချိန်မှာကျမအိမ်နဲ့ကျမပြောင်းဝင်လာခဲ့တယ်ကဲပြလိုက်တာငါ့မှာတယောက်လေးရှိနေရတော့အစမပြေဟာကလေးနဲ့များပြီးအိမ်ထဲမှာတယောက်လေးရှိနေဆိုတော့လုံးဝမဖြစ်သင့်မပေါင်းရကွာစိတ်ညစ်တယ်တလားဆင်းပါတလားမှဘာလို့ရှိတယ်မသိကဲဘယ်သူမှမရှိဘူးဆိုတာတော့လုံးဝမဟုတ်ပါဘူးဒန်ဟာငါတကယ်ကြီးမလားတကယ်ချင်းငါ့အိမ်ပါလောက်တာလေအေးငါနဲ့အဲ့ဒါပြောဘူးဟိုငါအိမ်ရောက်တော့ငါအိမ်ရမီးလောင်ညာအဲ့တော့ငါနေစရာမရှိတော့ငါနေအိမ်မှာလာနေတာအော်နေရလဲဖြစ်မဖြစ်ရရဲ့အဲ့ဒါငါတစ်ခါပြောတာမဟုတ်အပြစ်မငါနေကိုတကားဖွင့်နေတော့ဒါနဲ့ငါအပြစ်မတကားဖွင့်တာလည်းဘယ်လိုထည့်ရောက်လာဟဲ့အနောက်ဘေးခြံတကားရပွင့်နေရငါခွာပြီးလာလိုက်တာပေါ့နေရလဲမင်းကလေးဖြစ်ပြီးအရှက်မရှိလိုက်တာဟဲ့လဲစကားပြောကြရအောင်ဒီမလာထိုင်လေးဘာဖြစ်လို့နေအဲ့မှာထိုင်နေရလဲရတယ်ငါဒီမှာပဲထိုင်တော့မယ်ဒီမှာပြောရင်တိတ်ဖီးမရအောင်ဟဲ့ရေတခုနားမှာပြောမလားကဲလားဟဲ့နေနားမှာရေတခုရှိလို့လားအမလေးရှိတာပေါ့ဟဲ့လာခဲ့စမ်းပါမယုံတော့ကဲငါတငယ်ချင်းမှာနေတငယ်ချင်းမှာယုံလိုက်စမ်းပါအေးရဆိုလဲယုံလိုက်မယ်တော့မယ်နေပြောရတဲ့ဘယ်မှာလဲလာလိုက်မှာပေါ့တလွားမှာလေပြောတကယ်ပဲဒီမှာရေတကုံရှိတာပဲတလားငါတို့ပြောတာပဲရေတကုံရှိပါတယ်လို့ဒီပတ်တကချင်းငါမယုံပြီးလိုက်လို့ပါရပါတယ်လာလေးငါထိုင်ပြီးစကားပြောကြမယ်အေးငါဒီနားမှာထိုင်လိုက်မယ်နော်ဒါနဲ့ဒီမှာခေါင်းတကုံမရှိတဲ့ဟာအော်အဲ့ဒါဘာများထိုးလို့တော့ခေါင်းတကုံတော့ငါထည့်လိုက်မှာပေါ့ဘယ်ခေါင်းတကုံလဲအော်ငါရဲ့အဝေးဟိုနားမှာအဝိစင်နာမှာခေါင်းရှိတယ်ငါထည့်လိုက်မယ်နော်ခဏစားအေးအဲ့ဒါကလည်းမထည့်စားလိုက်မယ်နော်အေးစင်စားလိုက်ဒီမှာခေါင်းများပြီအားလုံးပဲဒီပိုင်းလေးမှာစောင့်ကြကြရအောင်နောက်ထပ်အပိုင်းနဲ့မှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်